အရှိအလဲပိုင်းဒေသမှာစစ်ရေးတင်းမာမှုတွေအရှိန်မြင့်တက်လာပြီးအီရန်နိုင်ငံအတွင်းကစစ်ရေးပြစ်မှတ်တွေကိုအမေရိကန်ကတိုက်ရိုက်ပုံကျဲတိုက်ခိုက်လိုက်ပါတယ်။အမေရိကန်စစ်သည်တွေတေဆုံးခဲ့ရတဲ့ဒရုန်းတိုက်ခိုက်မှုအပေါ်တုံ့ပြန်တဲ့အနေနဲ့အမေရိကန်အလဲပိုင်းစစ်ဌာနချုပ်ကဒီစစ်စင်ရေးကိုဆင်နွှဲခဲ့တာပါ။အရင်ကအီရန်ကြောထောက်နောက်ခံပြုအဖွဲ့တွေကိုသာတိုက်ခိုက်ခဲ့ပေမဲ့အခုလိုအီရန်မြေပေါ်ကိုတိုက်ရိုက်တိုက်ခိုက်လိုက်တာဟာထူးခြားတဲ့စစ်ရေးအပြောင်းအလဲတစ်ခုဖြစ်ပါတယ်။ပင်တကွန်စစ်ဌာနချုပ်ကတော့ဒါဟာဒေတာရင်းမတည်ငြိမ်အောင်လှုပ်ဆောင်နေသူတွေကိုဟန်တားဖို့ဖြစ်တယ်လို့ဆိုပါတယ်။အိမ်ဖြူတော်ကစစ်ပွဲအသွင်မဆောင်စေချင်ဘူးလို့ပြောနေပေမဲ့နိုင်ငံတကာခေါင်းဆောင်တွေကတော့ဒေတာရင်းစစ်မီကူဆက်မှာကိုစိုးရိမ်နေကြပါတယ်။လက်ရှိမှာတော့အီရန်ဘက်ကဘလို့တုံ့ပြန်လာမလဲဆိုတာတကမ္ဘာလုံးကစိတ်ဝင်စားစောင့်ကြည့်နေကြပါတယ်။သတင်းပြည့်စုံကိုဖတ်ရှုလိုပါကမင်္ဂလာသတင်း Facebook စာမျက်နှာသို့တွားရောက်ကြည့်ရှုနိုင်ပါတယ်ရှင်။နေ့စဉ်သတင်းများအတွက်မင်္ဂလာသတင်း channel ကို follow လုပ်ထားဖို့မမေ့ပါနဲ့နော်။